3. Thadi sure ne. I have no home. I make awareness my home. Nga ma aim mashiba hu. Nga ha thadi ko aim lo biro ne bare. Lu ye lo phit la yin amu aka khin shi ye asaw aung the ma ne ja ya samye be. Kaung di phit se so di phit se. Amu aka akhin shi ye ne ya tane ya ka ro lo da ba be. တိုးတော့သူပြောချင်တာကဒီရုပ်ဒီခန္ဓာကိုယ်အတွက်လူအများဆောက်လုပ်ပြီးနေကြတဲ့ရုပ်ဖြစ်တဲ့အင်းကိုပြောတာမဟုတ်ဘူးအင်မတန်နှက်နဲတဲ့တရားသဘောကိုပြောချင်နေတာဆိုတော့နန္တရားပိုင်းကိုဆိုလိုတာဖြစ်တယ်သူကတတိကိုအိမ်လုတ်ပြီးနေပါတယ်တဲ့အင်မတန်နှက်နဲတာနော်တတိမြဲအောင်လေ့ကျင့်နေတဲ့သူဆိုရင်ဒီစကားရဲ့သိမ်မွေ့မှုနှက်နဲမှုနဲ့အကျိုးသက်ရောက်မှုကိုအများကြီးသိနိုင်တယ်ရုပ်ပိုင်းဆိုင်ရာအိုးအိမ်မရှိတဲ့သူတွေဟာဘယ်လိုနေကြရသလဲဟိုနေဒီနေအတီတကြမရှိဘူးဘယ်နေရာမှသူ့အိမ်သူ့ရလို့ပြောလို့မရဘူးနော်ခြေသလုံးအိမ်တိုင်းချစ်နေတယ်နေရာအတီတကြမရှိဘူးတနေရာသွားနေလိုက်အကြောင်းတစ်ခုပေါ်ရင်နောက်တနေရာရွှေ့လိုက်နေဖြစ်နေတယ်ဂုံတိတ်ခါမရှိဘူးအန်ဒရဲ့အင်မတန်များပါတယ်သူမှာယာဒီဥဒုအန်ဒရဲ့ပူးမွားအန်ဒရဲ့လူဆိုးလူမိုက်အန်ဒရဲ့ဒီအများကြီးရှိတယ်နော်အိုးအိမ်မရှိတဲ့လူဟာရောင်းလဲလဲခြေသလုံးအိမ်တိုင်းဖြစ်နေတယ်ဂုံတိတ်ခါမဲ့တယ်တတိမရှိတဲ့စိတ်ဟာလည်းထို့အကျူဟိုရောက်ဒီရောက်ဂုံတိတ်ခါမရှိဘူးမကောင်းတဲ့အာယုံလောဘဒေါသမာနစတဲ့အကုသိုလ်အန္တရာယ်တွေများတယ်တတိဆိုတဲ့နေအိမ်မှာတကယ်နေလိုက်ပြီဆိုရင်လုံခြုံတယ်စိတ်ချရတယ်အန္တရာယ်ကင်းတယ်ဒီကြီးခံရမှုရှိတယ်တတိဟာစိတ်အတွက်အိမ်ပဲတတိမရှိတဲ့သူရဲ့စိတ်မှာအိမ်မရှိဘူးရောက်ရပေါက်ရရှောက်သွားနေတာပဲပေတေလေနေတဲ့စိတ်ပဲဒါကြောင့်မနက်အိယာကနိုးတဲ့အချိန်ကစပြီးညအိပ်ပျော်သွားတဲ့အချိန်အထိဂျားထဲမှာကိုယ်စိတ်ကိုတတိဆိုတဲ့အိမ်မှာထားပါနိုးချင်းနိုးပြီဆိုတာတီးတဲ့စိတ်ကလေးဝင်လာတာနဲ့တပလိုင်နဲ့ထဲပဲအာနာပါနအာထောက်ပါအသက်ကိုဝအောင်ရှူလိုက်လို့ရှိရင်ခန္ဓာကိုယ်ဟာအောက်ဆီဂျင်ပို့ပြီးလို့ရလာတယ်ဦးနောက်ဟာအောက်ဆီဂျင်အများကြီးလိုအပ်တယ်အဲ့ရနိုးချင်းအိတ်ချင်းမူရူဖြစ်နေချင်းမကြည်မလန်ဖြစ်နေတဲ့အချိန်မှာအာနာပါနကိုအားရပါရအားထုတ်လို့ရှိရင်အောက်ဆီဂျင်များလာတာနဲ့ပဲဦးနောက်နည်းနည်းကြည်လာတယ်ဒါအပြင်တတိလေးနဲ့ကတ်ပြီးတော့အသက်ရှူလိုက်တဲ့အတွက်တတိရဲ့တတိကြောင့်လည်းပဲစိတ်ကပိုးပြီးတော့ကြည်လင်နိုးကြလာတယ်နှစ်ခုအကျိုးရတယ်အိတ်ချန်နဲ့ပဲခဏအားထုတ်ပြီးတော့အိတ်ရထဲမှာပဲထိုင်ပြီးတော့ဆက်အားထုတ်ပါမျက်နာတက်တာနောက်မှလုပ်ပါနိုးချင်းတိချင်းပထမဦးဆုံးဖြစ်လိုက်ရတဲ့စိတ်ဟာတိနေတဲ့စိတ်ဖြစ်ပါစေတိနေတဲ့စိတ်ကိုဆက်သွားအောင်တတိလေးနဲ့ကြိုးစားပြီးတော့လှုပ်လို့အချိန်အတော်ကြာတဲ့အခါကြည်လင်တန်ရှင်းအေးချမ်းပြီးတော့တီငိတဲ့ကုသိုလ်စိတ်ကလေးဖြစ်လာပါတယ်တနေ့တာကိုကုသိုလ်စိတ်ကလေးဘာဝနာစိတ်ကလေးနဲ့ဆော့လိုက်ရတာအင်မတန်မင်္ဂလာရှိပါတယ်မျက်နှာမတရားသေးတာကကိစ္စမရှိပါဘူးစိတ်ကပိုရေးကြည့်ပါတယ်အဲ့ဒီလိုခဏတရားထိုင်ပြီးတော့ဂဒင်းပေါ်မှာအိတ်တဲ့လူဆိုရင်ဂဒင်းအောက်ကိုအသာလီခြေထောက်ကိုချပြီးခြေထောက်နဲ့ကြမ်းမင်ထိနေတာကိုသိလိုက်ပါနောက်တော့မျက်နှာတစ်ဖို့သွားတာလှုပ်ရှားမှုထိမှုတိမှုလေးအားလုံးကိုတတိလေးကတ်ထားပါတိပြီးလှုပ်သွားပါစကလုံးသုံးပြီးမှတ်ဖို့တော့မလိုပါဘူးတိစရာအာယုံကိုတိုက်ရိုက်တိနေဖို့ကပိုရေးကြည့်ပါလေထိလိုက်တိုင်းဘာမှပြောစရာမလိုဘူးဘာမှရွတ်နေစရာမလိုဘူးတိနေတယ်အဲ့ဒီထိတိလေးကိုပဲအခြေတန်းအားဖြင့်လှုပ်စီခြင်းတယ်တရားအားထုတ်လို့ပိုပြီးတတိတမာတိတွေရင့်ကျက်ပြီးပိုသိမ်မွေ့တဲ့အာယုံတွေကိုတိနိုင်တဲ့အဆင့်ရရင်တောင်မှအာနာပါနနဲ့ထိတိကိုအခြေခံအနေနဲ့ဘယ်တော့မှလက်မလွတ်တင်ဘူးပြီးရင်ဖျားရှိခိုးမယ်မေတ္တာပို့မယ်ခဏတရားထိုင်မယ်တရားထိုင်ပြီးရင်စားရေးထောက်ရေးကိစ္စတွေလုပ်ရအောင်မယ်ဒါလေးတို့လည်းရလလောက်တတိလေးကတ်ပြီးတော့လုပ်ပါကျဲကျဲပါစေကိစ္စမရှိပါဘူးနည်းနည်းလေးတိနေရင်တောင်အင်မတန်အကျိုးများပါတယ်ဒီလိုတတိလေးနည်းနည်းတနေတာလုံးနေလို့ရှိရင်တဖြည်းဖြည်းကြာတဲ့အခါမှာစိတ်အင်အားတက်လာတယ်စိတ်အင်အားတက်လာမှအေးဆေးတရားထိုင်လိုက်ရင်သိပ်မကြဘူး9မိနစ်လောက်အတွင်းစိတ်ကတော်တော်စုစည်းပြီးတော့ငြိမ်းသွားတယ်တမာရီရလွယ်တယ်စားရေးတောက်ရေးကိစ္စလုပ်ပြီးပြီဆိုရင်အပြန်သွားစရာကိစ္စတွေရှိမယ်ရုံသွားစရာရှိမယ်တာဝန်တွေရှိမယ်ကိုမောင်းသွားရမယ်ဆိုရင်ကားတကားဖွင့်တယ်ထိုင်လိုက်တယ်ကားတကားပြန်ပိတ်တယ်ကားတော့ကိုတော့ပေါက်ထဲထည့်လိုက်တယ်ဆက်နိုးလိုက်တယ်အင်ဂျင်ဆက်မြေတန်းကိုတိတယ်အင်ဂျင်လွတ်ခါနေတာကိုတိတယ်ပြီးရင်ကားမောင်းပြီးထွက်သွားတယ်ဒါတွေကိုရသလောက်နည်းနည်းလေးထတတိလီနဲ့တိနေပါမခက်ပါဘူးနော်စူးစမ်းကြည့်ပါလမ်းမှာလည်းတွေးကြုံရသမျှကိုတတိလီနဲ့တိနေပါစိတ်ရှည်နဲ့မောင်းပါမီးပွိုင်ကြရင်ရက်နေရတော့မှစိတ်အေးထားပြီးစိတ်ကိုလျှော့ထားပါအခုခေတ်လူတွေကအလုတ်အင်မတန်များလွန်းလို့မနှက်နိုးချင်းပဲ
လူကအမြဲရောက်ရက်ခတ်နေတယ်စိတ်ကမအေးချမ်းဘူးစိတ်ထဲမှာတင်းကျပ်မှုတွေရှိနေတယ်အဲ့ဒီတင်းကျပ်မှုကအင်မတန်ကြောက်ဖို့ကောင်းတယ်အဲ့ဒါကိုအမြဲတမ်းတတိထားပြီးရှော့ချထားဖို့လိုပါတယ်တင်းကျပ်မှု tension များရင်အင်မတန်အားကုန်တယ်တတိလေးနဲ့ယုံကိုသွားမယ်ယုံမှလှုပ်เสียမှန်သမျှအားလုံးကိုတတိလေးနဲ့လုပ်မယ်9စက္ကန့်ပဲတီးနေပါလူတွေဟာနည်းနည်းဆိုရင်မထူးပါဘူးလုံနေလို့အကျိုးမထူးဘူးလို့ထင်ပြီးရပ်ပြစ်လိုက်ခြင်းတယ်ဒီလိုမဟုတ်ပါဘူးစူးစမ်းကြည့်ပါရေရှည်လှုပ်လာရင်တီးလိမ့်မယ်တစ်ချက်လောက်ကလေးစိတ်ကိုတီးပြီးတော့နေတာနဲ့တင်ပင်နည်းနည်းစိတ်အေးချမ်းမှုရှိတယ်စိတ်ထဲမှာညီမျှမှုညီညွတ်မှုရှိတယ်ဒီကြားတဲ့အစင်မူကြီးရာတစ်ခုရှိလို့ဒေါသဖြစ်လိုက်တယ်ဆိုရင်တီးလိုက်ပါစောကလေးကတတိလီနည်းနည်းရှိနေတဲ့သူဟာဒေါသဖြစ်လိုက်ရင်သူတီးလိုက်တယ်အကြီးအကျယ်ပေါက်ကွဲတဲ့အဆင့်ကိုမရောက်တော့ဘူးဒီဒေါသရဲ့တဘာဝဟာပထမတစ်ခါဖြစ်တဲ့အခါသူမပေါက်ကွဲသေးဘူးနည်းနည်းလေးထိန်းထားနိုင်တယ်နောက်တစ်ခုမကြည်နဲ့စရာတွေ့ရင်သူ့ဒေါသကနည်းနည်းလေးပိုကြီးသွားပြီဒါပေမဲ့ထိန်းထားပြန်သေးတယ်နောက်တစ်ခုထပ်တွေ့တယ်သူ့ဒေါသနည်းနည်းကြီးသွားပြီထိန်းထားပြန်သေးတယ်နောက်ဆုံးကြရင်ဘာမှမထစ်လောက်တဲ့ကိစ္စလေးနဲ့သူမခံနိုင်တော့ပဲဝုန်းဆိုပေါက်ကွဲတော့တာပါပဲနော်အဲ့ဒီတော့မကျေနပ်မှုအခန္ဓာ residual frustration ရှိနေရင်တခုခုဖြစ်တိုင်းသူ့အခန္ဓာကလေးကကြီးလာတယ်ကိုယ်စိတ်ကိုကြည့်ပြီးတော့အဲ့ဒီအခန့်ဖြစ်နေတဲ့ဒေါမနတာမကျေနပ်မှုလေးတွေကိုသိနေပြီးရှုမှတ်နေရင်ပြေသွားတယ်ဒေါသရဲ့သဘာဝကသူ့အကြောင်းကောင်းသိသွားရင်သူအစွမ်းမပြနိုင်တော့ဘူးအခုလိုအမြဲတမ်းဒေါသကိုဖြေထားနိုင်တဲ့လူဟာတော်ယုံတန်ယုံစိတ်ဆိုးစရာတွေ့ပေမဲ့ပောက်ကွဲတဲ့အဆင့်ကိုမရောက်တော့ဘူးအဲ့ဒီလိုမပောက်ကွဲတဲ့အတွက်ကြောင့်ကိုယ်မှာတက်တာမှုရှိတယ်တစ်ဖက်သားမှာလည်းကိုယ်ကြောင့်စိတ်ဆင်းရဲမှုမဖြစ်တော့ဘူးလောက်ရမယ့်ကိစ္စကိုလည်းစိတ်အေးနဲ့တတိနဲ့ညာနဲ့ယဉ်ပြီးလို့လှုပ်လိုက်ရတဲ့အတွက်ကြောင့်အကောင်းဆုံးအရေးအသွေးတွေထွက်နေတယ်ပို့ပြီးတော့အဆင်ပြေတယ်ဒီလိုတနေတာလို့တတိနဲ့နေတဲ့လူဟာတတိဆိုတဲ့အိမ်မှာနေတယ်လို့ခေါ်နိုင်တယ်ဒါကြောင့် I make awareness my home ဆိုတဲ့စကားကိုတကယ်လက်တွေ့လုပ်ကြည့်မှသိတယ်စိတ်ကိုတည်နေတဲ့အခါအင်မတန်အင်္ဒရိရတာဆရာတော်ဦးစောတကမဟာမြိုင်တော်ရရဲ့တတိဆိုတဲ့နေအိမ်စာအုပ်မှကူးယူဖော်ပြပါတယ်